ဒေါက်တာမမီရဲ့နီလန်တိုင်း9လသားကစပြီးစားလို့ရတဲ့ကြက်သားမှုတ်လေးလုပ်ပြမှာဖြစ်ပါတယ်။ကြက်သားကိုတန့်ရှင်းစွာဆေးကြောပြီးတော့ပြုတ်ပါမယ်။9လသားဘေဘီလေးတွေတော့ဖြစ်လို့စားတကြားလုံးဝမထည့်ပါဘူးနော်။ကြက်သားကိုပြုတ်ပြီးပြီဆိုရင်ဘလန်ဒါနဲ့ကြိတ်လိုက်ပါတယ်။ဘလန်ဒါနဲ့ကြိတ်ပြီးပြီဆိုရင်တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့GT ကြောက်အိုးထဲကိုတန်လင်းစီအနှဲငယ်ထည့်ပြီးကြိတ်ထားတဲ့ကြက်သားကိုလှော်ပါမယ်။လှော်တဲ့ခါမှာမတူးသွားအောင်တော့ဂရုစိုက်ပေးပါနော်။မီအေးလေးနဲ့စီလေးနည်းနည်းချင်းစီထပ်ထပ်ထည့်ပြီးလှော်ပေးပါနော်။ဘေဘီလေး9လကျော်မှကြက်သားနဲ့တဲ့မတဲ့စမ်းကျွေးပြီးပြီဆိုရင်တော့လှုပ်ကျွေးလို့ရပါပြီနော်။အဝါရောင်လေးတန်းလာပြီဆိုရင်ဘလန်ဒါနဲ့ပြန်ကြိတ်လိုက်ပါမယ်ဒီကြက်သားမှုတ်ကိုရေတက်တာရဲ့ပုံမှန်ခန်းမှာထားမယ်ဆိုရင်တပတ်အထိကျွေးလို့ရပါတယ်နော်မမေတို့မှာ9လကျော်ဘေဘီလေးတွေရှိရင် save ထားပြီးစမ်းလုပ်ကြည့်လို့ရပါပြီနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတပါ